အခုကတော့လေးမျက်နှာမျိုးနေပေါ့နော်အဲ့ဒီထိတ်ပါတို့လေးကိုဆောက်လိုက်တို့လေးကိုဆောက်လိုက် မြုပ်နေလို့ပါ ပြထွက်ပြီးတော့ ။ဒီနေ့ကတော့လေးမျက်နှာမျိုးတဲ့ဘက်ကိုသွားပြီးလူပြီးသွားပြီပေါ့နော်။ NDG ဥဆောင်တဲ့အဖွဲ့ပေါ့နော်။အခုကတော့ဓာရီတွေကိုသွားနေဖြစ်ပါတယ်။ဓာရီထဲမှာသွားပြီးတော့လူမှဖြစ်ပါတယ်။ခြေတွေကတော့တော်တော်မြုပ်နေတာပါ။ကာလမရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာပေါ့နော်ရွာတွေအများကြီးရှိရပေါ့နော်ဒါလေကွင်းနေရရေးတွေအကုန်မြုပ်သွားတာပင်လေပြင်းလိုပဲတဆုံးပေါ့နော်ဟိုရက်တည်းရဆိုလို့ရှိရင်ဒီလမ်းမှာပေါ်တော့မှရေကြော်ရလို့ပြောရပေါ့နော်အခုမတက်ရက်ပြီးစောစောတွေ့တဲ့လူတွေကအဲ့ဒါရွာသားတွေပေါ့နော်ရွာထဲမှာနေလို့မရတော့လမ်းပေါ်မှာပဲသူတို့အဲ့လိုမျိုးထွက်နေရတယ်ပေါ့ဒါကျွန်တော်တို့ကတော့ပစ္စည်းတွေအတင်ချလုံးနေပြီပေါ့နော်ဒါကေသေးကားတွေပေါ့နော်ဒီကနေပစ္စည်းတွေတည်ပြီးတော့ဒီမှာသူတို့က speed boat တွေနဲ့ရွာတွေကိုဖြန့်ပြီးတော့ဟိုဘက်ဒီဘက်ပေါ့နော်ကားလမ်းဟိုဘက်ဒီဘက်ကိုspeed boat 3-4 စီးပေါ့နော်အဲ့လိုမျိုးသွားကြတာပေါ့ဒီဘက်ကတော့ကျွန်တော်တို့နဲ့အကြီးနဲ့အဖွဲ့ပေါ့နော်ကျွန်တော်တို့အဖွဲ့ပေါ့ဟိုဘက်ကတော့တက်သွားတဲ့လူတွေရှိရပေါ့နော်ဒီအကုန်လုံးကတော့ဝိုင်းဝန်းကူညီကြပါတယ်ပေါ့နော်ဒီဘက်ကတော့လေးမျက်နှာမျိုးထဲမှာဆိုပေမဲ့သူကတိတ်ပြီးတော့ဘယ်လိုပြောမလဲကေစေးသမားတွေတိတ်မလာကြဘူးပေါ့နော်တိတ်ဘူးမသိကြဘူးဆယ်လီတော်တော်များများနဲ့တခြားအလှရှင်တွေကကြောက်တခြားတိတ်ရေးမကြီးတဲ့ဘက်ဒီမှာပဲလှူတာများနေရပေါ့နော်ဒီဘက်ကလည်းနည်းနည်းလေးအတိလေးပေးပြီးတော့လှူဖို့လေးစော်ပါတယ်ဒီဘက်မှာတော်တော်ယူဖြစ်နေရပါအိမ်ကြီးဆိုတော်တော်မြုပ်နေရပါကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ရေတော်တွေကိုဆင်းခဲ့ပါသေးတယ်အခုဆိုမျက်စိတစုံမြင်နေရတာကြီးအကုန်လုံးကပေါ့နော်ပင်လေပင်လို့ဖြစ်နေရပါတော့အဲ့ထဲမှာရွာတွေပေါ့နော်အဲ့ရွာတွေကအကုန်မြုပ်သွားတာတချို့ဆိုလို့ရှိရင်ရွာမမြုပ်ပေမဲ့လည်းရွာကိုရေတွေကဝိုင်းသွားတော့သူတို့ကထွက်ဖို့အတွက်လုံးဝခက်ခဲပြီးတော့အစားတောက်တွေပြက်လက်နေပေါ့နော်အဲ့လိုအခြေအနေနဲ့ကြုံနေရတာအခုတော့ကျွန်တော်တို့တရွာရောက်ပြီပေါ့နော်အဲ့ရွာဆိုရင်လည်းအိမ်နေတဲ့အဲ့လိုမျိုးဝင်ပြီးတော့ပေးရတာတခါကြရင်ရေရရင်ညွန့်အထိရောက်တယ်တခါကြခေါင်းလေးပဲပေါ်ရဲပေါ့နော်ကိုရီအရန်ကိုကြောက်ခဲ့ရပါတယ်ဒါပထမဦးဆုံးမှာဘယ်လိုပြောမလဲအလှလာတာလောက်တာကိုရီလည်းရေမကူးတတ်ဘူးဆိုတော့လေဒါပေမဲ့လည်းကိုညီချင်းတဲ့စိတ်ထားလေးနဲ့လာခဲ့ကြတာပေါ့နော်အတက်နိုင်ဆုံးတော့စူးစမ်းပြီးတော့လည်းလှူပေးကြပါတယ်လူတွေပဲနော်ဒီဟိုလေးဘောဟာဟိုလေးဘောဟာရှော့မလို့လေးဘောနည်းရှော့ရောလိုက်ဘယ်ထုတ်တော့မလို့လွတ်စင်တော့ကိုဒီပိုက်စားနေပြီဟုတ်တော့ပြီဒီပိုက်စားနေပြီဟဲ့ခုချိန်မခုချိန်လိုက်ဝေးလေးမအားမတော့ဘူးဗျာလေးမအားအခုလိုမျိုးအဖွဲ့ဥဆောင်ပြီးတော့ပေါ့နော်လုပ်ပြီးရဲ့ NDG ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဘာလို့ဆိုကိုရီးယားဒီလိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲငွေအားဖြင့်ဟိုမလူတန်းနိုင်ပေမဲ့လည်းလုံအားနဲ့လှူဒန်းခွင့်ရတယ်ပါဝင်ခွင့်ရတာအရန်ကိုအတိုင်းမသိဝမ်းသာပါတယ်ဟိုဘယ်လိုပြောမလဲ NDG ကိုအရန်ကျေးဇူးတင်ပါတယ်ပေါ့နော်ရိုက်လေမဇုံးဆွဲထားတယ်ဇုံးဆွဲထားတယ်လူကြီးတာမျိုးရှိမယ်ဘယ်ရလဲဒီရောအဲ့ရပါမှာကျွန်တော်တို့ဘောမလို့ရှိတာပြီးတော့မကိုကြီးထိုင်နားလို့ရဟေးကိုရပါလူရှိလားအင်နာမလို့စုလဲကိုဆက်စုတယ်နော်ဝဲလောက်ကလေးချိပဲလောက်ကလေးချိပြီးโอเคဟုတ်တယ်ဟိုကစိုင်းတယ်စိုင်းတယ်နောက်တစ်ကြည့်ပါဦးနှစ်စုလားနှစ်စုအဲ့တော့စားလိုက်ပါခါလေးနောက်တစ်ဟိုဘက်သွားနောက်တစ်ကျိုးရဟာတူရနော်ဖျားရမှာလားရရည်20နေပြီ
ဒါကတော့နောက်ရွာတရွာပေါ့နော်ဒီရွာကြောက်ဒုတိယမြောက်ရွာပေါ့နော်ဒီမှာလည်းလူတော်တော်များများအိမ်ချင်းများများရှိရပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းရွာရေမမြုပ်ပေမဲ့လည်းရွာကိုရေတွေကဝိုင်းပြီးတော့ပင်နေပြင်းဖြစ်သွားသူတို့မှာအစားအသောက်အဲ့လိုမျိုးခက်ခဲနေရပေါ့နော်သူတို့ရဲ့လေကွင်းတွေကလည်းအကုန်လုံးကရေတွေအကုန်လုံးတွန်းသွားတာဆိုတော့လေဒီနေ့တနေ့တည်းနဲ့ကိုဒီအနီးနာအိမ်နာရွာတွေပေါ့နော်၄ရွာလောက်ကိုလှူဒန်းခဲ့ပါတယ်ပစ္စည်းတွေပေါ့နော်အစားအသောက်တွေစံနေစီတွေပေါ့နော်အပါအဝင်ကုန်ကြောက်တွေအဲ့လိုမျိုးပေါ့နော်သူတို့အချောက်အချမ်းစားနိုင်မှုအတွက်တွေရောပေါ့နော်တကယ်လို့လှူဒန်းခြင်းနဲ့ဆိုလို့ရှိရင်ဆက်သွယ်လို့ရပါတယ်ကိုမန်လေးမှာလည်းဖုန်းနံပါတ်လေးတွေရေးခဲ့လို့ရပါတယ်ပရဟိတအသင်းလေးနဲ့တစ်ချက်ချိတ်ဆက်ပေးပါမယ်ပေါ့နော်အဲ့ဒီကြီးနဲ့လည်းချိတ်ဆက်ပေးပါမယ်တကယ်ကိုလုံနေကြတဲ့ပရဟိတညီကိုမောင်နှမတွေပေါ့နော်အဲ့ဒီအကိုတယောက်လည်းရှိပါတယ်သူတို့ဆိုတွန်းနေဘက်ကပေါ့နော်ဒီအကိုတွေနဲ့လည်းချိတ်ဆက်ပေးပါမယ်